ကျွန်တော်ဒီနေ့ပြောပြချင်တာလေးကတော့ Power IC ပူအားချင်းများစွာတဲ့အခါမှာတစ်ခုကိုပြောပြမှာပဲဖြစ်ပါတယ်အရင်ဆုံး Power jack ကောင်းထိုးပြီးတော့ 5V 3V ချိုးပြီးစစ်ကြည့်အောင် 3V ရှိတယ် 5V မရှိဘူး Power C ကောင်းတစ်ချက်စစ်ကြည့်တော့ adapter ထိုးတာနဲ့ always on မှာ 3.3V ရှိရမယ် 5V ရှိရမယ်ဒါပေမဲ့အခုဆက်မှာက5V မရှိဘူးပေါ့နော် 5V မရှိဘူးဆိုတော့ 5V ဘာဖြစ်လဲတစ်ချက်လောက်သွားစစ်ကြည့်အောင် 5V IC လေးကတော့နှွေးနေတယ်ဗျဒါမဲ့ကင်မရာနဲ့စစ်ကြည့်တော့လည်းနေနေပေါ့နော်ပူတယ်ပေါ့IC ပူအားချင်းကိုလိုက်တော့ coin ကိုအတန်စကေးနဲ့ထောက်တော့ short နေတယ် 5V always က short တာလား IC က short တာလားသိချင်တော့အဲ့ကြံပါတုံးလေးကိုခဏဖယ်လိုက်မယ်ကြံပါတုံးလေးဖယ်လိုက်တော့ IC ကမပူတော့ဘူးcoin ကလည်းမ short တော့ဘဲနဲ့ adapter ထိုးလိုက်တော့ 5V ထွက်သွားတယ်ပေါ့နော်ဒါပေမဲ့ 5V always ဘက်ကိုစစ်ကြည့်တော့ short နေတော့မယ်အဲ့နဲ့ပဲဒါမဲ့ကင်မရာနဲ့ထောက်ကြည့်တော့အဲ့မှာ capacitor လေးတစ်လုံးကပူတယ်ပေါ့ဗျာဘယ် capacitor လဲဆိုတော့ပုံမှန်ပြထားတဲ့ capacitor လေးကပူနေ short နေအောင်ဒီကောင်းလေးကိုဖယ်လိုက်မယ်short နေရတော့အဲ့ capacitor လေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တကုံကွန်ပျူတာဦးအောင်ပါခင်ဗျာနောက်ပိုင်းဆက်ကိုလုံးပြလွယ်တာချက်ပဲဖြစ်ပါတယ်ခင်ဗျာ